ချစ်ခင်မှုနဲ့ပတ်သက်ပြီးတော့စိတ်ဆွဲလန်းမှုဟာလည်းပဲတလုံးပြင်းထန်တယ်အဲ့ဒီချစ်ခင်မှုဆိုတဲ့စိတ်ဆွဲလန်းမှုဟာလည်းပဲသူ့ကိုဒုက္ခပေးချစ်ချင်းမုန်းခြင်းဆိုတဲ့ချစ်ချင်းဟာလည်းဒုက္ခပေးအဲ့ဒါနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဘဝအတွေ့အကြုံလေးတစ်ခုပြောပြတယ်သူဟာတိုင်းပြည်တစ်ပြည်ရဲ့ဘယင်တခုဖြစ်တယ်သူ့ရဲ့နာမည်ကအဲ့ဒီဇလန်းမှာကိတဝါတာလို့ခေါ်တယ်ကိတဝါတာဘယင်ကြီးမှာတာကလေးတူမင်းသားလေးတူတာကလေးတူမွေးဖွားလာတော့အရင်ရောက်တဲ့အခါမှာအရှင်မင်းသားအဖြစ်ခံတာအဲ့ဒီတာကလေးမွေးလာတဲ့အခါမှာနမိတ်ဖတ်တဲ့လက္ခဏာဖတ်တဲ့ပြည်ရင်ဆရာတွေကပြောတော့ဒီကလေးရဲ့စာတာဒီကလေးရဲ့လက္ခဏာအရာသူဟာရေငတ်ပြီးတော့တေကိန်းရှိတယ်ရေမတော့ရလို့တေမဲ့မှတ်သားပါနေတယ်ရေပြတ်ပြီးတော့ရေငတ်ပြီးတော့တေလိုက်တယ်ကျွတ်တင်ပြီးတော့ဟောကိန်းထုတ်တာအဲ့ဒါကိုဘုရင်ကြီးကစိုးရိမ်တော့သူသားလေးရေမကတ်ရအောင်ဆိုမြို့တဲ့ကောင်မှလည်းရေကန်တွေရေဦးစင်တွေဥယျာဉ်မှာလည်းရေကန်တွေရေဦးစင်တွေလမ်းဘေးတွေမှာလည်းရေကန်တွေရေဦးစင်တွေတိုင်းပြည်မှာအနှံ့အပြားရေကန်ရေဦးစင်တွေလောက်ထားပြီးဒါတော့သွားသူသားနဲ့အတူသွားနေရှိတယ်အဲ့လိုနဲ့စောင့်ရှောက်ပြီးမယ်လို့တရက်တော့တင်မင်းသားကမြို့ပြင်ကိုထွက်သွားတယ်မြို့ပြင်ထွက်သွားတဲ့အချိန်လေးမှာသူ့အချမ်းရပြိတ္တတွေအားလုံးအချမ်းရနေနဲ့ထွက်သွားတဲ့အခါမှာလမ်းမြောက်ပိစိကဗုဒ္ဓတပါးတွေ့တော့လူတွေအားလုံးကပိစိကဗုဒ္ဓကိုကြည်ညိုမြန်လို့ဆိုတာရှ िख ိုးကြအယုဒိပေးကြတယ်သူ့နားမှာတယောက်မှမရှိဘူးသူ့ကိုကြောပေးပြီးတော့ပိစိကဗုဒ္ဓကိုပဲဝိုင်းပြီးတော့ရှ िख ိုးကြအဲ့ဒီအချိန်လေးမှာသူကပိစိကဗုဒ္ဓကိုရှ िख ိုးရမလားဆိုပြီးဒေါသထွက်သွားပြီးတော့ပိစိကဗုဒ္ဓဒီအဒီချင်းကပ်ပြီးတော့အရှင်ဘုရားဆွမ်းရပါလားရပါပြီလို့ပြောတဲ့အခါပိစိကဗုဒ္ဓတဲ့ကတပိတ်ကိုယူပြီးတော့ပောက်ခွဲတယ်ပိစိကဗုဒ္ဓရဲ့ဆွမ်းတွေကိုခြေထောက်နဲ့တည်ပြီးတော့မြေကြီးပေါ်မှာအနှံ့ပြလောက်တယ်အဲ့ဒီအခါမှာပိစိကဗုဒ္ဓကသူ့ကိုကရုဏာစိတ်နဲ့ကြည်တာဩဒုက္ခရောက်ရှာတော့မယ်ပိစိကဗုဒ္ဓရဲ့တပိတ်ကိုပောက်ခွဲရုံကအစားအစာလေးကိုခြေနဲ့နင်းဖြစ်ပြီးတော့ဒီလိုစော်ကားတာတွေ့တော့ပိစိကဗုဒ္ဓကသူ့ကိုကြည့်ပြီးဩတနာစရာဒုက္ခရောက်ရှာတော့မယ်လို့ကြည့်တဲ့အကြည့်ကိုသူကဘာကြည့်တာလဲသူ့ကိုမကျင်တတ်ဘာမလုပ်နိုင်ဘူးသူဟာဘယင်သားတော်ဖြစ်တယ်ပေါ့ဘယင်သားတော်ဖြစ်တယ်သူ့ကိုဘာမှလုပ်လို့မရဘူးဆိုပြီးစော်ကားပေါက်ကလှုပ်လိုက်တဲ့အခါပိစိကဗုဒ္ဓကဆောမဖုံးရေးပေးရပဲနဲ့ကောင်းကင်ကိုပြန်ပြီးတော့ကြွားသွားတယ်ပိစိကဗုဒ္ဓလည်းကြွားသွားရောသူခန္ဓာကိုယ်မှာသူလုံးလိုက်တဲ့အကုသိုလ်စော်ကားလိုက်တဲ့အကုသိုလ်ကချက်ချင်းအကျိုးပြီးတော့ခန္ဓာကိုယ်မှာမီးလောင်တယ်လို့ပဲချက်ချင်းပူလာကြီးလောင်လာကြီးလို့ဖြစ်လာနော်ပူလာကြီးလောင်လာကြီးဖြစ်တဲ့အခါကျတော့ရေပေးကြလို့ဆိုတော့ကြည့်လိုက်တဲ့အခါမြေချောင်းအိုင်ဘယ်နေရာမှရေရှာလို့မရဘူးရေကန်တွေကလည်းအကုန်ခန်းလူတွေရှိတဲ့ထဲရေတွေအကုန်လုံးပြတ်ထွက်သွားတယ်သူစီရေလုံးဝမရနိုင်ဘူးအဲ့ဒါနဲ့သူကရေငတ်ပြီးတော့တေဆုံးပြီးမိရင်ဆရာကြီးဟောထားတဲ့အတိုင်းရေငတ်လို့တေဆုံးမြေမျိုးပြီးနောက်ဆုံးဝေစင်ငယ်ရောက်သွားတယ်ပိစိကဗုဒ္ဓကိုပြမတဲ့အကုသိုလ်ကချက်ချင်းကျုပ်ပေးလိုက်တယ်ဒီသတင်းကိုကိတဝါဒဘုရင်ကြီးကကြားတဲ့အခါမှာသားပေါ်မှာချစ်တဲ့စိတ်ကအလွန်ပြင်းထန်သည့်အတွက်ကြောင့်တောကလည်းဖြစ်တယ်လူဆိုတာတောကဆိုတာစိုးရင်စိတ်ပူလောင်စိတ်ရှင်တဲ့နှလုံးထဲမှာမခံနိုင်တော့အောင်ပူလောင်တဲ့စိတ်တွေတောကဆိုဖြစ်တယ်အဲ့ဒီတောကကဘာကြောင့်ဖြစ်တာလဲဘုရင်ကြီးကစဉ်းစားတော့အယံတောကောပိယဝတ္ထုတော်ဥပ္ပစီချစ်ခင်ခြင်းဆိုတဲ့အယံဝတ္ထုကနေပြီးတော့ချစ်သူခင်သူကိုအကြောင်းပြုပြီးတော့ဒီတောကဆိုမနဲ့ကိုယ်နဲ့မသိတဲ့လူတခုဖြစ်တယ်ဘာမှဖြစ်ဘူးကိုယ်နဲ့ယဉ်နေတဲ့ခင်မင်းနဲ့ဆိုရင်လူတွေတောကဖြစ်ကြတာနောက်ဆုံးမှာကိုယ်ခင်ဆုံးဆိုကိုယ်တခုဖြစ်မယ်ဆိုတောကဖြစ်ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့လည်းကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းနဲ့ပတ်သက်ပြီးတောကဖြစ်တယ်ကိုယ်မဆိုင်တဲ့ပစ္စည်းဘယ်လောက်တန်ကြီးရှိတောကမဖြစ်ဘူးလူတွေထဲမှာလည်းပဲကိုယ်မသိတဲ့လူသိဆုံးတဲ့တဲ့ကြလည်းဘာမှဖြစ်ဘူးကိုယ်နဲ့ယဉ်နေတဲ့ပုဂ္ဂိုလ်ဆိုရင်တောကဖြစ်ယဉ်နေလေးတောကဖြစ်လေပူရင်လေးပူတောကဖြစ်နေဒီလိုဖြစ်တာနော်ကိုမိသားစုတွေကဆိုမပြောနဲ့တော့အကြည့်ကျတောကဖြစ်တာအဲ့တော့ပြရတော့ဇာတိတောကောဆိုချစ်ခင်မှုဆိုတဲ့တဏှာကြောင့်တောကဆိုဖြစ်တာဘင်းကြီးအလေးနဲ့စဉ်းစားပြီးအကယ်၍ငါသားအပေါ်မှာချစ်ခင်စိတ်မရှိဘူးဆိုလို့ရှိရင်တောကလည်းဖြစ်မှာမဟုတ်ဘူးဒါကြောင့်မို့ဒီနေ့ကစပြီးတော့သက်ရှိသက်မဲ့ဘယ်အရာပဲဖြစ်ဖြစ်ချစ်ခင်ခြင်းတွေ့တာခြင်းမရှိတာကောင်းတယ်ဘယ်တော့မှမရှိစေရဘူးလို့သူစိတ်ကိုဒိဋ္ဌာပြီးဆုံးဖြတ်ချက်ချဒီနေ့ကနေစပြီးသူ့ပေါ်မှာချစ်ချင်းဆိုတဲ့ဆွဲလန်းမှုသူ့မှာမရှိစေရဘူးလို့ဆိုပြီးတော့စိတ်ထဲမှာအဒိဋ္ဌာဆုံးဖြတ်လိုက်တာအဲ့ဒါကနေပြီးဘဝနဲ့ဆက်ဆက်တွေမှာသူဟာတောကဒီချစ်မှုဆိုတာသူ့မှာချစ်ချင်းဆိုတဲ့စိတ်ဆွဲလန်းမှုသူကင်းသွားတယ်အဲ့တော့ချစ်ချင်းဆိုတဲ့စိတ်ဆွဲလန်းမှုကင်းသွားတဲ့တပြိုင်တည်းတောကဆိုတဲ့ပျောက်သွားတယ်ဒါသဘာဝနော် where there is attachment there is worry ဆိုရှင် attachment ရှိတဲ့နေရာမှာ worry ဆိုတာလာတယ် worry ဆိုတာလာတယ်ဒါကြောင့်ချစ်ခင်မှုမရှိတဲ့အရာမှာတောကဖြစ်တယ်ဆိုတော့လောကမှာဖြစ်ဖို့တဲ့ဒါကြောင့်တောကကိုဖယ်ရှားခြင်းလို့ရှိရင်ချစ်ခင်မှုတွေ့တာမှုကိုဖယ်ရှားမှာသာဖြစ်တယ်ချစ်ခင်မှုတွေ့တာမှုကိုမဖယ်ရှားနိုင်ပဲတောကကင်းဝေးနေထိုင်ရေးဘယ်လောက်ကြိုးစားတောကဘယ်တော့မှကင်းမှာမဟုတ်ဘူးချစ်ခင်မှုဆိုတဲ့အရာဒီတောကကိုမွေးထုတ်တတ်တဲ့အရာဖြစ်တယ်လို့ဒီမှာသားနောက်တောကဟာဒုက္ခပေးတယ်လို့ပဲတောကကိုဖြစ်စေတတ်တဲ့ချစ်မှုဟာချစ်ခင်မှုဟာစိတ်ဆွမ်းလန်းမှုတစ်ခုဖြစ်တယ်အဲ့ဒီစိတ်ဆွမ်းလန်းမှုကိုလည်းဒီဝိပဿနာတရားကျင့်ကိုအထောက်ချင်းပြင်တာနဲ့ချစ်ခင်မှုဆိုတဲ့တဏှာကိုဖယ်ရှားနိုင်မှာဖြစ်တယ်နောက်ဆုံးမှာယဟနာဖြစ်တဲ့အခါမှာချစ်ချင်းဆိုတဲ့တဏှာကိုဆုံးသက်ဖယ်ရှားနိုင်မှာဖြစ်တယ်သို့တော့ယောနိတော်မနတိကာရဆိုတဲ့မကန်တဲ့စင်ញင်သုံးသပ်မှုအတိညာဖြင့်ကိုယ့်ရဲ့တဏှာမှာဖြစ်ပေါ်နေတဲ့ချစ်ခင်ဆွမ်းလန်းစိတ်တွေကိုရှော့ချနိုင်တဲ့အနေအထားရှိပါတယ်ရှော့ချနိုင်အောင်ကြိုးစားအောင်လေ့ကျင့်ကြရမှာဖြစ်တယ်ဒီကိစ္စမလေ့ကျင့်မှုဆိုလို့ရှိရင်ချစ်ခင်မှုဆိုတဲ့စိတ်ဆွမ်းလန်းမှုဒီကိုယ်တောကဆိုတာကိုဖြစ်စေမှာပဲဖြစ်တယ်
တော့ကကင်းဝေးတော့ကကင်းကင်းရှင်းရှင်းနဲ့စိတ်ချမ်းသာကိုချမ်းသာနေထိုင်နေဆိုရင်ကိုတော့မချစ်မိအောင်စဉ်းစားဖို့လိုအပ်မှာဖြစ်တယ်ဟောသူတို့ဘာကိုမပြောနဲ့ပစ္စည်းဥစ္စာကိုမပြောနဲ့ကိုတော့မချစ်မိအောင်ကြိုးစားနေဖို့ဖြစ်တယ်ဆိုတာဒါသက်သေပြထားတာဖြစ်တယ်နောက်တစ်ခါမုန်းစိတ်ဆိုဘုရားကလည်းဆွဲလန်းမှုတစ်ခုပဲလူတွေကတယောက်နဲ့တယောက်မုန်းတဲ့စိတ်တွေဆွဲလန်းတယ်အမုန်းတရားဟာတဘောတဲ့မှာကဘောပေါင်းများဆိုတာမုန်းတတ်တယ်ကြုံတွေ့ချင်းကြုံတွေ့ဘူးကြလိမ့်မယ်လောကလူတွေကတခါမှမတွေ့ဘူးတဲ့လူပဲဖြစ်စေကိုယ်နဲ့လည်းမသိဘူးတိုးတော့မြင်ချင်းအဲ့ဒီပုဂ္ဂိုလ်ကိုမုန်းတဲ့စိတ်ပေါ်လာမျိုးတွေဖြစ်တတ်တယ်နော်မုန်းတဲ့စိတ်ကပေါ်တတ်တယ်ဉာဏ်နဲ့ပဲမျက်စိထဲမှာအချိုးမပြေဘူးဆိုတာလေးရှိတယ်ဉာဏ်နဲ့ပဲခင်မင်သွားတဲ့ပုဂ္ဂိုလ်လေးရှိတယ်ဉာဏ်ယုံနဲ့ပဲမုန်းသွားတဲ့ပုဂ္ဂိုလ်လေးရှိအဲ့ဒါတွေကအခြေခံအကြောင်းတရားတွေရှိနေတယ်ပဲဖြစ်တယ်ဒါပြင်ဒီမုန်းစိတ်ဆိုတဲ့ဒေါသကိုဘာနဲ့ဖယ်ရှားရမလဲလောကမှာရသော်ဘုရားကတော့မေတ္တာပါဝိတ္တပါဒေါသတပါဏာယဒေါသတပါဏာယမုန်းတိတတ်တဲ့ဒေါသကိုဖယ်ရှားဖို့ရအတွက်မေတ္တာအကျိုးစီးပွားကိုလိုလားတဲ့မေတ္တာစိတ်ကိုပါဝိတ္တပါဖြစ်သွားစေရမယ်တို့သူတို့ဟောအဲ့တော့ဒီကနေ့ခေတ်မှာလည်းပဲဒီမေတ္တာဆိုတဲ့သဘောတရားကိုအမှန်ကန်သိရှိနားလည်ဖို့လိုမေတ္တာပို့တယ်ဆိုတာဒီကနေ့ခေတ်မှာပြောနေကြတာမေတ္တာပို့ခံရတဲ့လူတွေချမ်းသာဖို့မေတ္တာပို့တဲ့လူကချမ်းသာဖို့ဆိုတာကိုလူတွေဟာချမ်းသာဖို့အဆင်ပြေဖို့အတွက်ပြောလို့ရှိကြတယ်လေဘုန်းကြီးတွေတွေ့ရင်လည်းတပည့်တော်မေတ္တာပို့ပေးပါကျမ်းမာခြင်းလည်းမေတ္တာပို့ပေးပါဒီလိုအဲ့လိုမေတ္တာကိုခံယူရတယ်ဆိုပြီးတော့လူတွေဟာမေတ္တာကိုပြောနေတာတကယ်ကတော့မြတ်စွာဘုရားဟောတဲ့တရားကိုတရားကြည့်မယ်ဆိုရင်မေတ္တာဘာဖြစ်လို့ပွားရမှာလဲဆိုရင်လူတစ်ယောက်တစ်ဖက်သားချမ်းသာဖို့အတွက်လားကိုချမ်းသာဖို့အတွက်လားဆိုရင်စဉ်းစားကြည့်မယ်ဆိုရင်မေတ္တာဘုလို့မချမ်းသာဘူးလားဆိုတော့ချမ်းသာမှာပေါ့သို့တော့မြတ်စွာဘုရားရဲ့ဥတည်ချက်ကမေတ္တာကဘာအတွက်ပွားတာလဲဆိုရင်ရှင်တွေကအပုံတရားပြောက်ဖို့ပွားရမှာဖြစ်တယ်အဲ့ဒီဥတည်ချက် target လို့ခေါ်တယ်ပြစ်မှတ်ကိုမြောက်ဖို့တော်တော်များများကမေတ္တာပို့ရင်ချမ်းသာမယ်လို့ထင်ပြီးတော့မေတ္တာဘက်ကိုတွားနေကြဆိုလိုတာကကိုယ့်ရင်ထဲဘာကြောင့်မေတ္တာဖြစ်စေရတယ်လဲဆိုမုန်းတီးတဲ့စိတ်ပြောင်းအောင်မေတ္တာပွားရမှာဖြစ်တယ်ကိုယ့်ရင်ထဲမှာအမုန်းစိတ်မရှိအောင်လုပ်ဆောင်ခြင်းတစ်မျိုးဖြစ်လို့မုန်းစိတ်မပြောင်းမချင်းကိုယ့်ရင်ထဲမှာမေတ္တာနဲ့မုန်းစိတ်ဖြောင်းလုပ်ရမယ်ဘယ်သူချမ်းသာအောင်မေတ္တာပို့တာမဟုတ်ဘူးဘယ်သူဒုတယောက်စီပွားရေးအဆင်ပြေအောင်ကျမ်းမာအောင်မေတ္တာပို့ရတာမဟုတ်ဘူးရသော်ဘုရားစကားရမေတ္တာဘာဝိတ္တဘာဒေါသတဘာနာယကိုယ့်ရင်ထဲမှာရှိနေတဲ့ဒေါသဆိုတဲ့အမုန်းတရားကိုဖယ်ရှားနိုင်ဖို့အတွက်မေတ္တာပွားရမှာဖြစ်တယ်ကျန်တာကအဓိကမဟုတ်ဘူးဒေါသပြောက်ဖို့ရဲ့အဓိကကြားတယ်ပေါ့ဒါကြောင့်မုန်းစိတ်မုန်းတီးခြင်းဆိုတဲ့စိတ်ဆွဲလန်းမှုပြောက်အောင်ဘာလို့ရမလဲမေတ္တာပွားရမှာဖြစ်တယ်အဲ့ဒါလက်တွေ့ကြတဲ့အရာတစ်ခုပဲအေးမေတ္တာဘာဝဒါပွားများအထောက်တဲ့ပုဂ္ဂိုလ်တွေဟာရှင်တဲ့နှလုံးထဲမှာအမုန်းစိတ်တွေကပြုတ်လျှော့ပါသွားပြီနောက်ဆုံးဘဝတန်တရားမှာဘယ်သူကိုဖြစ်မုန်းတယ်ဆိုတဲ့ဒေါသမပြီးပြတော့ပဲဒေါသပုံရိပ်တွေမှာပျောက်သွားနိုင်တယ်ပေါ့ဒေါသပုံရိပ်ဆိုတာအယုတ်ဆုံးကြည်တတ်တဲ့လူဖြစ်တယ်ပေါ့မေတ္တာပုံရိပ်ကဖြစ်နေရမှာဒီမေတ္တာမျက်လုံးနော်ချစ်ခင်သောမျက်လုံးပြုံးတဲ့မျက်နှာမျိုးရရှိတာဖြစ်တယ်ပေါ့အဲ့တော့မေတ္တာမျက်လုံးတို့ချစ်ခင်သောမျက်လုံးတို့နှလုံးသားရဲ့အေးချမ်းမှုတွေဟာမေတ္တာရဲ့လွှမ်းမိုးအမှုအောက်မှာရှိတယ်ဒေါသဆိုလို့ရှိရင်ရန်လိုတဲ့အချစ်နဲ့ကြည့်ပဲရန်လိုတဲ့အပြောတွေပြောမယ်ရှင်ထဲမှာပူလောင်မှုတွေနဲ့နေတာဖြစ်တယ်ဒါကြောင့်မေတ္တာကိုစနစ်တကျပွားဖို့လိုရတယ်ပေါ့မေတ္တာပွားလဲဆိုတဲ့ကအကိုအမှန်ကန်ဖြစ်အောင်မလုပ်အောင်ငါရင်ထဲကမုန်းတိတဲ့ဒေါသဘယ်တိုင်းတာထိရှိတယ်လဲငါနဲ့မတည့်တဲ့လူတွေ့ရင်မုန်းသေးသလားမုန်းသေးနေသေးရင်ငါမေတ္တာမအောင်သေးဘူးဆိုတော့တိထားမှာဖြစ်တယ်ကိုမုန်းတယ်ဆိုတာဘယ်သူပေါ်မှာမရှိတော့ဘူးနောက်ဆုံးကိုနဲ့မတည့်တဲ့လူရန်ဖြစ်ဘူးတဲ့လူကိုရန်လုပ်ဘူးတဲ့လူကစပြီးတော့ဘယ်သူပေါ်တွေးကြည့်လိုက်မုန်းတဲ့စိတ်မပေါ်တော့ဘူးဆိုမှကိုမေတ္တာအောင်တယ်လို့ပြောမှာဖြစ်တယ်မေတ္တာဘာဝိတ္တဘာဒေါသတဘာနာယအမုန်းဒေါသကိုဖယ်ရှားဖို့အတွက်မေတ္တာကိုပွားပါလို့မြတ်စွာဘုရားဟောကြားခဲ့တာဖြစ်တယ်ပေါ့ဒီမှာလည်းပဲတန်တရားမှာမုန်းစိတ်ကင်းပြီးတော့ထာဝရသဘောကောင်းနေတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းပဲရှိနေတတ်တယ်ပေါ့ဘယ်သူမှစိတ်မဆိုးဘူးစိတ်မဆိုးတဲ့လူကိုလူတွေကပြောကြတယ်သဘောကောင်းလိုက်တာဘယ်လူတွေကသဘောကောင်းတာတော့ဆိုရင်ထဲမှာမေတ္တာရှိတဲ့သူကသဘောကောင်းတာစိတ်တိုးတဲ့လူတော့မပြောလိုက်နဲ့တိကနေဆိုဒေါသထွက်လာအဲ့တော့လူတွေလားလို့ဆိုမဟုတ်ဘူးတိရစ္ဆာန်တွေလည်းထို့တူပဲနော်ခွေးတွေဆိုလို့ရှိရင်ရန်လိုတတ်တဲ့ခွေးကမျက်ထောင်တည်နဲ့ကြည့်တယ်လူတွေကလာဟောင်းတယ်ကတ်ချင်တယ်ဟောတချို့ခွေးကလူမြင်ရင်အမီးနံတယ်ပြုံးတယ်ခွေးပြုံးတာတော့မြင်မှုကြမှာပါနေရကလေးနောက်ကပ်ပြီးတော့ပြုံးပြလာနော်ကြောင်တွေဘာတွေကတော့ပြုံးခဲ့တယ်ခွေးကတော့ပြုံးတတ်တယ်အဲ့ဒါလို့မေတ္တာရှိလာပြီဆိုရင်ပြုံးပြနိုင်တဲ့အနေအထားမျိုးဖြစ်လာရှင်ထဲမှာဒေါသဆိုမရှိဘူးအဲ့တော့ငှက်တွေတောင်မှပဲဒေါသကြီးတယ်ငှက်ရှိတယ်အန်ဂရီဘတ်ဟိုကျန်တဲ့အရာတွေအကုန်လုံးတိုက်ပြီးတော့ဒေါသဖြစ်နေတဲ့ငှက်လည်းရှိတာဟိုဒရိချန်တွေမှာလည်းပဲရှိနောက်ဆုံးမှာဒီဘယ်သူမှရံမလုပ်ပါဘူးဆိုရင်နွားတွေအေးဆေးပါတယ်မျက်စားပြီးအေးဆေးဆေးနေတယ်ဆိုရင်နွားတောင်မှပဲဒီရှင်ထဲကဒေါသရှိတယ်နွားတရှုပ်ရှုပ်နဲ့ဟိုလိုခွေတီလိုခွေခွေချင်တယ်နွားချင်းချင်းနဲ့ခွေချင်သဘောကောင်းတဲ့နွားကတော့ဘယ်သူမှမခွေဘူးအဲ့ဒါလို့ဘဝတန်တရားမှာသဘောကောင်းသူနဲ့သဘောမကောင်းသူဒါပေါ်နေတာလူတွေထဲမှာလည်းပဲထို့တူပဲဒီလူကတော့သဘောကောင်းတယ်စိတ်တွေသဘောထားနေတာထိုင်တာအေးဆေးတယ်ဆိုဘာဖြစ်တာလဲနေတယ်အေးဒီလူတော့မပြောနဲ့ထိကနေရှိဆိုဒေါသထွက်တာအဲ့လိုလူတွေလည်းရှိဒါကြောင့်မို့ကိုဘဝမှာကိုယ့်ရဲ့စိတ်အခြေအနေတစ်ခုကိုကြည့်ပြီးတော့စိတ်တိုးတက်တယ်ဆိုလို့ရှိရင်ပြင်ဖို့လိုအပ်တယ်ပေါ့စိတ်တိုးတက်ပြီဆိုရင်မေတ္တာဖိပြီးတော့ပွားစိတ်တိုးတက်တယ်ဆိုတဲ့ဒေါသမျိုးကိုယ်တည်းမှာမဖြစ်အောင်ခရုစိုက်ပြီးတော့ထိမ့်သိမ်းဆောင်အောင်ဖြစ်တယ်အေးရှင်းရခင်ကာလတုန်းကအခုလိုမေတ္တာများများပွားလာတဲ့ပုဂ္ဂိုလ်တွေဟာဒီရှင်တဲ့ကဒေါသဟာဘ
ဝနဲ့ချီပြီးတော့ပျောက်ခဲနေတတ်တယ်ရင်းထဲမှာဒေါသမပေါ်ပြီးသဘောကောင်းတဲ့ပုံကိုမျိုးတွေဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဘဝအတွေ့အကြုံကိုပြောပြတဲ့အခါမှာအရကောဟုတ်တော်မေတ္တာစိတ်တတတ္တဝတ္တာနိဘာဝယေအတ္တကပ်ပြီးပြမတော့ပြမလောကီတတ္တမအကောတနောသူဟာဘယ်တော့စိတ်မဆိုးဘူးတဲ့ဘာကြောင့်စိတ်မဆိုးဘူးတာတော့ဆိုအတိတ်ဘဝတုန်းကအရခဆိုတဲ့ဆရာကြီးတူဖြစ်ခဲ့တယ်ယသိဆရာကြီးတူဖြစ်ခဲ့အဲ့ဒီယသိဆရာဖြစ်တဲ့အချိန်တုန်းက9နှစ်ကြာအောင်မေတ္တာဘာဝနာနဲ့ run ထုတ်ခဲ့ဘူးလေမေတ္တာကိုလေ့ကျင့်ခဲ့တယ်9နှစ်လေ့ကျင့်ထားတဲ့မေတ္တာဆရာရဲ့ဆွမ်းကြောင့်သူဟာဒီဘဝမှာဒီရှင်းရတဲ့ကဘာပေါင်း9ကဘာထိအောင်ပြမပြေမှာစိတ်လုံးဝမဆိုးဘူးတဲ့ပုဂ္ဂိုလ်အနေနဲ့ဖြစ်ခဲ့ဘူးနော်ကဘာနဲ့ချီပြီးတော့စိတ်မဆိုးဘူးတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ဆိုဘယ်တော့မဟုတ်ဘူးပြမပြေရောက်တဲ့အခါမှာပြမလောကမှာနေတဲ့အခါမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ပြပစုတရားနဲ့နေတဲ့ပြမလေးမှာစိတ်ဆိုးတယ်ဆိုတာတစ်ခါမှမရှိအဲ့တော့လောကမှာစိတ်ဆိုးခြင်းတောင်မေ့သွားတော့တဲ့အနေအထားမျိုးရှိတာစိတ်ဆိုးတယ်ဆိုတာဘယ်လိုဖြစ်တာကိုစိတ်ဆိုးတယ်လို့ခေါ်ရမှာတော့ဒေါသဆိုတာဘယ်တစ်ခါတော့မေ့ယူရတော့သူ့ရဲ့ရင်ထဲမှာပြောက်ွယ်သွားတယ်သို့တော့ဒေါသအပြစ်ပါပြောက်ွယ်တာတော့အနာခံအဆင့်ရောက်တယ်လောကဒေါသပြောက်ွယ်သွားတယ်လို့ဆိုတော့အဲ့တော့ဒီပုဂ္ဂိုလ်ကတော့အရကဆိုတဲ့ယသိဖြစ်တဲ့အချိန်တော့သူဟာ9နှစ်တိတိမေတ္တာဘာဝနာကိုပွားခဲ့တာဖြစ်တယ်မြတ်စွာဘုရားကလည်းမေတ္တာဘာဝနာရဲ့ကောင်းကျိုးကိုပွားခဲ့တာရှိတယ်မေတ္တာဘာဝနာပွားတာတဲ့ဒီဓမ္မအရေးကြီးလို့ဝေလာမတုတ်တံမှာအကောင်းဆုံးကုသိုလ်ဆိုတာကိုအစဉ်ဖော်ပြတယ်နော်ကျောင်းကြီးဆောက်လှူတဲ့ကုသိုလ်ဟာဒီအများအတွက်အရသေးမြတ်တတ်လာတဲ့တန်ခါသုံးဖို့အားလုံးအတွက်နားခုဖို့ဆောက်ဥတခုဆောက်လှူတယ်တဏ္ဍာထဲမှာတော့ပစ္စည်းလှူတဲ့တဏ္ဍာထဲမှာတော့အကောင်းဆုံးပဲဒါဖြင့်ဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိလားဆိုရှိသေးတယ်ဒီတဲ့ကောင်းတဲ့ကုသိုလ်ကကိုယ့်ဘဝကိုဘုရားတရားတန်ခါယရဏသုံးပါးကိုအနန္တနဲ့တရဏဂုံကုသိုလ်ဟာကျောင်းဆောက်လှူတဲ့ကုသိုလ်တွေမြတ်တယ်လို့ပြောတယ်ဒါဖြင့်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားရှိသေးတယ်ငါးပါးသီလထပ်ပို့ပြီးတော့စောင့်လိုက်လို့ရှိရင်တရဏဂုံသာဆောက်တည်တဲ့ကုသိုလ်တွေငါးပါးသီလပါလိုက်တယ်ဆိုပို့ပြပါတယ်ဒါဖြင့်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်ဘယ်ကုသိုလ်တော့ဆိုနန္ဒလေးတရှူတော့အချိန်ပိုင်းလေးပဲဖြစ်စေမေတ္တာဘာဝနာပွားပါနန္ဒတရှူဆိုတာဒီမှာတရားလူတွေသဘောပေါက်ပါတယ်တဏ္ဍခါသွေးကြောက်ပြင်းပေါ်မှာတဏ္ဍခါလေးသွေးပြီးတော့လက်ကလေးနဲ့ယူပြီးနာဝတစ်ပြီးတော့ရှူလိုက်တဲ့အချိန်ပိုင်းနန္ဒတရှူလို့ခေါ်တယ်နော်အဲ့ဒီအချိန်ပိုင်းလေးပဲဖြစ်စေကိုယ့်ရင်ထဲမှာဒေါသပြောက်တော့မေတ္တာပွားလိုက်မယ်ဆိုရင်အဲ့ဒီကုသိုလ်ကခေါင်းပြောတဲ့ကုသိုလ်တွေမြတ်တယ်ဘာကြောင့်မြတ်တာတော့လို့ဆိုခုနကတရဏဂုံနဲ့တိလာကတိလာကုသိုလ်မြတ်တာဖြစ်တယ်ကျောင်းလူတာကဌာနကုသိုလ်တရဏဂုံနဲ့တိလာကတိလာကုသိုလ်ဟောဌာနနဲ့တိလာကမြတ်တယ်မေတ္တာဘာဝနာပွားတာကြတော့တရထဖြစ်သွားတယ်ဟောဘာဝနာဖြစ်သွားတယ်ဒါကြောင့်မလို့မေတ္တာဘာဝနာဆိုရဲဌာနတိလာဘာဝနာတရထဘာဝနာပုံရတယ်ဒါပြင်ဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိသေးလားဆိုရှိသေးတယ်အဲ့ဒီကုသိုလ်ကဘာလို့ဆိုဝိပဿနာကုသိုလ်လောကကြီးကမမြဲဘူးဆိုတာကိုအချိန်တိုင်းတောင်လေးတစ်ခုအတွင်းမှာပဲလက်ဖြစ်တဲ့ဒီအချိန်တော့တူတောင်းတဲ့အချိန်လေးပဲဖြစ်စေကိုတယောက်တည်းနေတဲ့အချိန်လေးမှာစဉ်းစားလိုက်ပါဝိပဿနာဉာဏ်လေးဖြတ်ငါဟာတဖြည်းဖြည်းပုံပင်လာတယ်နော်ငါမှလည်းသိခြင်းသဘောရှိတယ်သိခြင်းတရားကိုငါမလုံးစားနိုင်ဘူးနေ့စဉ်ငါတဏ္ဍာမှာရှိတဲ့ယုတ်တိနန်းနဲ့အားလုံးကပြောင်းလဲနေတဲ့အရာသာဖြစ်တယ်ငါနဲ့ငါပတ်ဝန်းကျင်မှာရှိတဲ့သင်္ခါရတရားအားလုံးဟာလည်းဘယ်အရာမှမမြဲဘူးအားလုံးပြောင်းလဲပြီးနောက်ဆုံးပျက်စီးရမှာဖြစ်တယ်ဆိုတဲ့ဒီအမြင်ကလေးကိုယ်တဏ္ဍာမှာရအောင်ဖြစ်အောင်ဒီအသိဉာဏ်လေးဖြစ်အောင်ကြိုးစားလိုက်ပါကြိုးစားလိုက်တော့အဲ့ဒီအသိဉာဏ်ရပြီဆိုရင်ကုသိုလ်တွေမှာတော့အကောင်းဆုံးလုပ်လို့ရတဲ့ကုသိုလ်တွေမှာအကောင်းဆုံးလို့ပြောအောင်တန်တဲ့အရတ္တမေကုသိုလ်ဆိုတာလုပ်လို့ရတယ်မဟုတ်ဘူးဝိပဿနာကုသိုလ်ကလုပ်လို့ရဒါပြင်ဘာကြောင့်ကောင်းတယ်လို့ပြောတော့ဆိုရင်မမြဲတဲ့သဘာဝတရားကိုစဉ်းစားလိုက်တာတဲ့တပြိုင်နက်တွေ့တာမှုမှန်သမျှကိုရှော့ချနိုင်ပါတယ်။အိုးငါတွဲနေလို့လူချင်းတွဲနေတယ်တနေ့ကျတော့ခွဲရပစ္စည်းဥစ္စာတွဲရင်လေသင်္ခါရဆိုတာဘယ်ဟာမှမမြဲဘူးဆိုရင်အတွေးနဲ့ဆွလန်းမှုတွေတွေ့တာမှုတွေကိုရှော့ချတယ်။ဆွလန်းမှုတွေ့တာမှုတွေကိုရှော့ချနိုင်လို့ရှိရင်ရင်ထဲကတော့ကလည်းရောချသွားမှာပဲဖြစ်တယ်။ဒါကြောင့်ဝိပဿနာကုသိုလ်ကပုံမြတ်တယ်။နိဗ္ဗာန်ဆိုတဲ့အငြိမ့်တဲ့လွန်နီးသွားလို့မဲ့ကုသိုလ်ရနိုင်တဲ့လမ်းကြောင်းဖြစ်လို့ဝိပဿနာကုသိုလ်ဒီအကောင်းဆုံးကုသိုလ်လို့ဒီလိုဝေလာမတ်တော်မှာဟောတာဖြစ်တယ်။ဒါကြောင့်ဒီနောက်ဆုံးမှာတော့ဝိပဿနာကုသိုလ်နဲ့ပဲအနှစ်ချုပ်ချရမှာဖြစ်တယ်။စိတ်ဆွလန်းမှုကိုအောက်နိုင်သူဆိုတာဟာဒီမှာပါထားတဲ့ဇလန်းအတိုင်းနံပါတ်1ကမနာလိုဝန်တိုတဲ့စိတ်ဆွဲလန်းမှုအယက်သေးစားတောက်စားပြီးတော့စိတ်ဆွဲလန်းမှုချစ်ချင်းဖြင့်စိတ်ဆွဲလန်းမှုဘုံတီးခြင်းလို့ဆိုတဲ့စိတ်ဆွဲလန်းမှုလူလောကကြီးတစ်ခုလုံးကိုလွှမ်းခြုံပြီးလူအတိုင်းဝိုင်းလူအဖွဲ့အစည်းတွေကိုဒုက္ခပေးနေတဲ့ဒီစိတ်ဆွဲလန်းမှုတွေကိုအောက်နိုင်အောင်ကြိုးစားကြရမှာဖြစ်တယ်ဒါမြတ်ဗုဒ္ဓရဲ့ဆုံးမပဲဖြစ်တယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့စိတ်ဆွဲလန်းမှုကိုအောက်နိုင်သူဖြစ်ဖို့ရအတွက်ဘုန်းကြီးတို့တွေဟာအလေးနဲ့ထားပြီးတော့စဉ်းကျင်စဉ်းစားတဲ့အသိဉာဏ်ဆိုတာရှိဖို့လိုတယ်အမှန်တရားကိုတွေ့ရှိဖို့အတွက်တတိဆိုတာရှိဖို့လိုတယ်တတိနဲ့တမ္ပစဉ္ညာတတိနဲ့ပညာနော်တမ္ပစဉ္ညာဆိုတာလည်းပညာပဲတတိနဲ့ပညာဒီနှစ်ခုကိုယ်တဏ္ဍာမှာအမြဲတမ်းဖြစ်စေပြီးတော့တတိဖြင့်အာယုစိုးစိုက်ပြီးတော့တမ္ပစဉ္ညာဖြင့်လှုပ်တင်လှုပ်ထိုက်တာတွေကိုလှုပ်ဖို့ဒီနှစ်ခုတဲမှာမြတ်စွာဘုရားကအရေးကြီးတဲ့တစ်ခုဟာအပမာဒခေါ်တဲ့တတိတရားပဲဖြစ်တယ်အပမာဒတစ်ခုတည်းနဲ့ပြီးတာတော့မဟုတ်ဘူးအပမာဒသည်အစဖြစ်တယ်အရေးကြီးဆုံးကတော့သာသနာတော်မှာလုပ်ငန်းတစ်ခုပြီးစီးစေနိုင်တာကပညာသားဖြစ်တယ်ပေါ့နော်ပညာဟာအထွတ်ထိပ်ဖြစ်တယ်အဲကြောင့်ပညာဆိုတာတတိဖြစ်မှပညာဖြစ်တယ်တတိမရှိရင်ပညာမဖြစ်ဘူးဒါမို့အပမာဒဆိုတဲ့တတိတရားသည်ပညာကိုဖော်ထုတ်ပေးနိုင်မှာဖြစ်တော့ကြောင့်တတိနဲ့ပညာအင်းနှဖျားကိုအသုံးချပြီးတော့တို့တွေကိုယ့်ကိုဆုံးမကြရမှာဖြစ်တယ်လို့ကိုစီမသားပြီးတတိပညာစွမ်းအားဖြင့်စိတ်ဆွဲလန်းမှုကိုနိုင်အောင်ဒီကျင့်ဆောင်ကြုတ်ကိုအားထုတ်နိုင်ကြပါစေကုန်သတည်း
မေတ္တာပို့ရအောင်တတဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသောငါဖြံအေးချမ်းကြပါစေမေတ္တာရေချမ်းသောငါဖြံအေးချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြပါစေဓမ္မောတရံပိဝိတဝါဒဝိတာတဗေတမုဟတာအာဇရံပရာတိတိဘာဝံနိဗ္ဗာန်ယန္တုတာရောဓမ္မောတရံလောကတောတာမောဟစိတ်ကြောင့်ကိပြောက်ကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရဂုံတော်ကြောင့်ဝိတာတဗေကုသတိနောကိလေသာစေအတောက်ဟုသမျှတို့သည်တမုဟတာပိကြပဲတွင်ရေမတင်တဲ့ကဲ့သို့ကိစ္စံလွင်ပြောင်းပြမရောက်အောင်ပဲဖြောင်းအကုန်သည်ဟွန်တုစစ်စစ်မသွေဖြစ်ကြပါစေကုန်တည်းအာဇရံပရံအိုခြင်းလဲကွာနာခြင်းနဲ့ကင်းသေးခြင်းနဲ့ရှင်းထသောတိတိဘာဝကိလေသာဟုပုခတိကိဉ္စရာအစိဖြစ်ပြီးထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြတော်တို့သာတော်တရားချစ်ခင်စိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်ရန်သူပါရမီအစဉ်စဉ်မြင့်နေမြင့်၍မလင်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်တည်း